အားလုံးယေရှုနာမနဲ့မင်္ဂလာပါတဖန်ပြန်လည်ပြီးတော့တွေ့ဆုံရတဲ့အတွက်ကြောင့်ယေရှုတော်ချီးမွမ်းတယ်ချစ်တော်ညီကိုမောင်နှမတို့သင်လက်ရှိအခြေအနေမှာဘယ်လိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရလဲသင်ဘယ်လိုမျိုးအခြေအနေပဲဖြစ်နေပါစေသင်ရဲ့ကျင့်စရိုက်ကဘယ်လောက်ပဲစိုးတွန်းနေပါစေကျွန်တော်တို့ကိုအပြစ်မမြင်မဲနဲ့အပြစ်မတင်မဲနဲ့ချစ်တဲ့သူတယောက်ရှိပါတယ်အဲ့ဒါယေရှုခရစ်တော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကပြစ်သားဖြစ်နေတဲ့အချိန်ကလေးကဘုရားသခင်ကသူ့အချစ်ဆုံးသောသားဘာတီတော်သားတို့ကိုဤလောကမှာဆေလွတ်ပြီးတော့ကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကိုအပြစ်ရဲ့အဖို့အခတေခြင်းကနေရွေးနှုတ်ကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်စားယေရှုခရစ်တော်အသေးခံခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တော့ကျွန်တော်တို့ကကောင်းနေတဲ့အချိန်မဟုတ်ပါဘူးကျွန်တော်တို့ကအပြစ်သားဖြစ်နေတဲ့အချိန်မှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ဘုရားသခင်ကျွန်တော်တို့ကိုချစ်တာကကျွန်တော်တို့ရဲ့အခြေအနေနဲ့လုံးဝသက်ဆိုင်မှုမရှိဘူးသင်ကောင်းနေတဲ့အချိန်မှာဘုရားသင်ကိုချစ်ပြီးတော့သင်ကမကောင်းတဲ့အချိန်မှာဘုရားသင်ကိုမချစ်တာမဟုတ်ပါဘူးဘုရားရဲ့အချစ်ကဘယ်တော့မှမပြောင်းလဲဘူးကျွန်တော်တို့အပြစ်သားဖြစ်နေတဲ့အချိန်ကတည်းကဘုရားကျွန်တော်ချစ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်ဘုရားရဲ့အချစ်ပေါ်မှာသင်စိတ်ချပါလို့ကျွန်တော်သင်ကိုအားပေးခြင်းတယ်ကျွန်တော်လူသားတွေအားလုံးကတယောက်တော်သူအာဒံအဖြစ်အပြစ်သားဖြစ်ခဲ့ရတယ်လို့တယောက်တော်သူယေရှုခရစ်တော်အဖြစ်နောက်ဆုံးသောအာဒံဖြစ်တဲ့ယေရှုခရစ်တော်အဖြစ်တပံပြန်လည်ပြီးတော့ဖြောင့်မတ်တန့်ရှင်းရတဲ့အခွင့်ကိုရရှိပြီဖြစ်ပါတယ်ချစ်တော်ညီကိုမောင်နှမတို့ယေရှုခရစ်တော်ဟာဤလောကရဲ့အပြစ်ကိုဆောင်သွားတဲ့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်ပါကျွန်တော်ရဲ့အပြစ်တွေအားလုံးကိုယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာတစ်ချိန်နဲ့တစ်ခါတည်းနဲ့အားလုံးဖြည့်ရှင်းပြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အပြစ်သားဖြစ်နေတဲ့အချိန်မှာတော့မှကျွန်တော်တို့ဒီလောက်ထိချစ်တာအခုကျွန်တော်တို့ကယေရှုခရစ်တော်အဖြစ်ဖြောင့်မတ်တန့်ရှင်းတဲ့ဘုရားရဲ့သားဖြစ်ပြီဆိုတော့ချစ်တော်ညီကိုမောင်နှမဘုရားသခင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာကိုသင်စဉ်းစားလို့တော့မှရတော့မှာမဟုတ်ယေရှုခရစ်တော်ဤလောကမှာဆင်းရဲစွာတတ်ရှင်ခဲ့ခြင်းယနေ့တင်ကြွယ်ဝဖို့အတွက်ဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်၌ဒဏ်ချက်တော်အဖြစ်သင်ကျမ်းမာပြီဖြစ်ပါတယ်ယေရှုခရစ်တော်ဟာလက်ဝါးကားတိုင်းမှာအသေးခံခြင်းယနေ့ကျွန်တော်တို့ကြိမ်ချင်းအမင်္ဂလာမှလွတ်မြောက်ဖို့ဖြစ်ပါတယ်လူတိုင်းမှာကြိမ်ချင်းရှိရဲ့ဘိုးဘွားတွေမှဆင်းသက်လာတဲ့ကြိမ်ချင်းအာရန်ကနေဆင်းသက်လာတဲ့ကြိမ်ချင်းပြည့်ညက်တဲ့ကြိမ်တိုင်းကြိမ်ချင်းဒီကြိမ်ချင်းအမင်္ဂလာတွေကနေယေရှုခရစ်တော်ကကျွန်တော်တို့ကိုလွတ်မြောက်စေပြီဖြစ်ပါတယ်ဟာလေလုယာတိတ်ကောင်းမြတ်တဲ့ဘုရားသခင်ဖြစ်တဲ့ဒါကြောင့်သင်ရဲ့အခြေအနေဘယ်လိုပဲဖြစ်နေပါစေသင်လုံးဝစိတ်သက်မကြနဲ့လို့ကျွန်တော်ပြောချင်တယ်သင်ရုံးမထွက်နိုင်တဲ့အရာတွေရှိလိမ့်မယ်အတွေ့အကြုံသတ်မှတ်ခြင်းဒီမူရစေဝါနဲ့ပတ်သက်တဲ့အရာသင်ရုံးမထွက်နိုင်တဲ့အရာတွေရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာကြောင့်ဘုရားသင်ကိုမချစ်ဘူးလို့သင်လုံးဝမတွေးပါနဲ့ဘုရားသင်ကိုချစ်ပြီးတာပဲဖြစ်ပါတယ်ယေရှုခရစ်တော်အဖြစ်သင်ဟာဖြောင့်မတ်တန့်ရှင်းတဲ့ဘုရားရဲ့သားဖြစ်ရတဲ့အခုအရာရှိပြီဟာလေလုယာသင်မကြော်လွှမ်းနိုင်တဲ့အရာရှိလို့မြောက်ကိုယေရှုခရစ်တော်ကိုယုံကြည်လိုက်တဲ့အခါမှာသင်ရဲ့အထဲမှာတန့်ရှင်းသောဝိညာဉ်တော်ကနေရာယူလာမှာဖြစ်ပါတယ်ထိုတန့်ရှင်းသောဝိညာဉ်တော်